တာမီလန်တို့အိမ်ကွင်းမှာနိုင်ပွဲပြန်လဲရယူသွားနိုင်မလားSport ပြည်သူများအားလုံးပဲမင်္ဂလာပါအောင်မြင့်ရတဲ့အောင်ပွဲကြိုတုံသက်ချက်အစီအစဉ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်္ဂါညချန်ပီယံလိပွဲစဉ်တွေထဲကအင်တာမီလန်နဲ့ဘူတိုကလစ်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်အင်တာရိုပါဂျော့ဘူတိုကလစ်ကွင်းမှာ 1-3 နဲ့အရင်နှိမ့်ခဲ့တဲ့အတွက်ဒီပွဲမှာအနှိမ့်ဆုံး9ဂိုးပြတ်အနိုင်ရမှနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်မျိုးလင်းချက်ရှင်းတန်နိုင်မှာဖြစ်ပါတယ်ချန်ပီယံလိနောက်ဆုံး3ချိန်မှာ2ချိန်အထိဖိုင်နယ်တက်ရောက်ထားနိုင်တဲ့အင်တာမီလန်လိုချန်ပီယံလိအတွေ့အကြုံရှိတဲ့အသင်းတွေနဲ့ရှုံးထွက်အဆင့်မှာတော့ကြံရစ်ခဲ့မှာမဟုတ်ပါဘူးနော်ဝေးကလပ်ဘူတိုကလစ်အသင်းတွေနဲ့ကလည်းအမကန်ချီစွမ်းထက်နေပြီးတော့မန်စီးတီးအီတီကိုအင်တာမီလန်တို့လိုအသင်းကြီးကိုအနိုင်ကစားထားနိုင်တာပါမနေ့ရာဒီကလည်းယူရိုပါလိဆီမီဖိုင်နယ်အထိတက်လှမ်းထားနိုင်ပြီးတော့ဥရောပအတွေ့အကြုံရှိတဲ့အသင်းတစ်မှုလုံးဝ short တွက်လို့တော့မရပါဘူးပွဲထဲနဲ့အားများတဲ့ညီကိုတွေအတွက်နောက်ထပ်အကြိုက်တစ်ပွဲရေးချင်မှုကို Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် Channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဆိုတော့ဒီညမှာအင်တာတို့ဂိုးပြတ်အနိုင်ရဖို့တိုက်စစ်ဖွင့်ကစားလာနိုင်ပြီးတော့ဘူတိုကလစ်အနေနဲ့ကတော့ပတ်ကြော့အနိုင်ရလက်ကိုထိမ့်သိမ်းနိုင်ဖို့အတွက်အဓိကဦးစားပေးပြီးတော့ခန်းစစ်အပြုကစားလာမှတေချပါပဲအတင်းကြီးတွေကိုကြော်ဖြတ်ပြပြီးတော့ဒီအဆင့်ကိုထိုက်ထိုက်တန်တန်တက်လန်လာနိုင်ခဲ့တဲ့ဘူတိုကလစ်အနေနဲ့အင်တာကိုခံကန်နိုင်စွမ်းအပြည့်ရှိတယ်လို့ယူဆမိပါတယ်ဖွင့်လှစ်မှုကိုအချိုးချတွက်ချက်ကြည့်ရင်လည်းဘူတိုကလစ်ဖက်ကတော့ဂိုးရနိုင်ချေရှိတဲ့အရေးအယောင်တွေတွေ့ရပါတယ်ဆိုတော့ဒီပွဲကမထင်မဲ့ပဲအချိန်ပိုထိရောက်သွားနိုင်ပြီးတော့မိနစ်90အတွင်းမှာတော့ဂျေစွမ်းထက်နေတဲ့ဘူတိုကလစ်တို့ဂိုးပြတ်အရေးမနိုင်ဘူးလို့ယူဆတဲ့အတွက်အင်္ဂါညအောင်မြင့်ရတဲ့အောင်ပွဲအဖြစ်ဘူတိုကလစ်ဘော်ဒီကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာအင်တာမီလန်တို့အိမ်ကွင်းမှာနိုင်ပွဲပြန်လဲရယူသွားနိုင်မလားSport ပြည်သူများအားလုံးပဲမင်္ဂလာပါအောင်မြင့်ရတဲ့အောင်ပွဲကြိုတုံသက်ချက်အစီအစဉ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်္ဂါညချန်ပီယံလိပွဲစဉ်တွေထဲကအင်တာမီလန်နဲ့ဘူတိုကလစ်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်အင်တာရိုပါဂျော့ဘူတိုကလစ်ကွင်းမှာ 1-3 နဲ့အရင်နှိမ့်ခဲ့တဲ့အတွက်ဒီပွဲမှာအနှိမ့်ဆုံး9ဂိုးပြတ်အနိုင်ရမှနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်မျိုးလင်းချက်ရှင်းတန်နိုင်မှာဖြစ်ပါတယ်ချန်ပီယံလိနောက်ဆုံး3ချိန်မှာ2ချိန်အထိဖိုင်နယ်တက်ရောက်ထားနိုင်တဲ့အင်တာမီလန်လိုချန်ပီယံလိအတွေ့အကြုံရှိတဲ့အသင်းတွေနဲ့ရှုံးထွက်အဆင့်မှာတော့ကြံရစ်ခဲ့မှာမဟုတ်ပါဘူးနော်ဝေးကလပ်ဘူတိုကလစ်အသင်းတွေနဲ့ကလည်းအမကန်ချီစွမ်းထက်နေပြီးတော့မန်စီးတီးအီတီကိုအင်တာမီလန်တို့လိုအသင်းကြီးကိုအနိုင်ကစားထားနိုင်တာပါမနေ့ရာဒီကလည်းယူရိုပါလိဆီမီဖိုင်နယ်အထိတက်လှမ်းထားနိုင်ပြီးတော့ဥရောပအတွေ့အကြုံရှိတဲ့အသင်းတစ်မှုလုံးဝ short တွက်လို့တော့မရပါဘူးပွဲထဲနဲ့အားများတဲ့ညီကိုတွေအတွက်နောက်ထပ်အကြိုက်တစ်ပွဲရေးချင်မှုကို Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် Channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဆိုတော့ဒီညမှာအင်တာတို့ဂိုးပြတ်အနိုင်ရဖို့တိုက်စစ်ဖွင့်ကစားလာနိုင်ပြီးတော့ဘူတိုကလစ်အနေနဲ့ကတော့ပတ်ကြော့အနိုင်ရလက်ကိုထိမ့်သိမ်းနိုင်ဖို့အတွက်အဓိကဦးစားပေးပြီးတော့ခန်းစစ်အပြုကစားလာမှတေချပါပဲအတင်းကြီးတွေကိုကြော်ဖြတ်ပြပြီးတော့ဒီအဆင့်ကိုထိုက်ထိုက်တန်တန်တက်လန်လာနိုင်ခဲ့တဲ့ဘူတိုကလစ်အနေနဲ့အင်တာကိုခံကန်နိုင်စွမ်းအပြည့်ရှိတယ်လို့ယူဆမိပါတယ်ဖွင့်လှစ်မှုကိုအချိုးချတွက်ချက်ကြည့်ရင်လည်းဘူတိုကလစ်ဖက်ကတော့ဂိုးရနိုင်ချေရှိတဲ့အရေးအယောင်တွေတွေ့ရပါတယ်ဆိုတော့ဒီပွဲကမထင်မဲ့ပဲအချိန်ပိုထိရောက်သွားနိုင်ပြီးတော့မိနစ်90အတွင်းမှာတော့ဂျေစွမ်းထက်နေတဲ့ဘူတိုကလစ်တို့ဂိုးပြတ်အရေးမနိုင်ဘူးလို့ယူဆတဲ့အတွက်အင်္ဂါညအောင်မြင့်ရတဲ့အောင်ပွဲအဖြစ်ဘူတိုကလစ်ဘော်ဒီကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာအင်တာမီလန်တို့အိမ်ကွင်းမှာနိုင်ပွဲပြန်လဲရယူသွားနိုင်မလားSport ပြည်သူများအားလုံးပဲမင်္ဂလာပါအောင်မြင့်ရတဲ့အောင်ပွဲကြိုတုံသက်ချက်အစီအစဉ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အင်္ဂါညချန်ပီယံလိပွဲစဉ်တွေထဲကအင်တာမီလန်နဲ့ဘူတိုကလစ်အသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်အင်တာရိုပါဂျော့ဘူတိုကလစ်ကွင်းမှာ 1-3 နဲ့အရင်နှိမ့်ခဲ့တဲ့အတွက်ဒီပွဲမှာအနှိမ့်ဆုံး9ဂိုးပြတ်အနိုင်ရမှနောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်မျိုးလင်းချက်ရှင်းတန်နိုင်မှာဖြစ်ပါတယ်ချန်ပီယံလိနောက်ဆုံး3ချိန်မှာ2ချိန်အထိဖိုင်နယ်တက်ရောက်ထားနိုင်တဲ့အင်တာမီလန်လိုချန်ပီယံလိအတွေ့အကြုံရှိတဲ့အသင်းတွေနဲ့ရှုံးထွက်အဆင့်မှာတော့ကြံရစ်ခဲ့မှာမဟုတ်ပါဘူးနော်ဝေးကလပ်ဘူတိုကလစ်အသင်းတွေနဲ့ကလည်းအမကန်ချီစွမ်းထက်နေပြီးတော့မန်စီးတီးအီတီကိုအင်တာမီလန်တို့လိုအသင်းကြီးကိုအနိုင်ကစားထားနိုင်တာပါမနေ့ရာဒီကလည်းယူရိုပါလိဆီမီဖိုင်နယ်အထိတက်လှမ်းထားနိုင်ပြီးတော့ဥရောပအတွေ့အကြုံရှိတဲ့အသင်းတစ်မှုလုံးဝ short တွက်လို့တော့မရပါဘူးပွဲထဲနဲ့အားများတဲ့ညီကိုတွေအတွက်နောက်ထပ်အကြိုက်တစ်ပွဲရေးချင်မှုကို Sport ရဲ့ Telegram Channel မှာတည်တံ့တင်ဆက်ပေးထားပါတယ် Channel ကို join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဆိုတော့ဒီညမှာအင်တာတို့ဂိုးပြတ်အနိုင်ရဖို့တိုက်စစ်ဖွင့်ကစားလာနိုင်ပြီးတော့ဘူတိုကလစ်အနေနဲ့ကတော့ပတ်ကြော့အနိုင်ရလက်ကိုထိမ့်သိမ်းနိုင်ဖို့အတွက်အဓိကဦးစားပေးပြီးတော့ခန်းစစ်အပြုကစားလာမှတေချပါပဲအတင်းကြီးတွေကိုကြော်ဖြတ်ပြပြီးတော့ဒီအဆင့်ကိုထိုက်ထိုက်တန်တန်တက်လန်လာနိုင်ခဲ့တဲ့ဘူတိုကလစ်အနေနဲ့အင်တာကိုခံကန်နိုင်စွမ်းအပြည့်ရှိတယ်လို့ယူဆမိပါတယ်ဖွင့်လှစ်မှုကိုအချိုးချတွက်ချက်ကြည့်ရင်လည်းဘူတိုကလစ်ဖက်ကတော့ဂိုးရနိုင်ချေရှိတဲ့အရေးအယောင်တွေတွေ့ရပါတယ်ဆိုတော့ဒီပွဲကမထင်မဲ့ပဲအချိန်ပိုထိရောက်သွားနိုင်ပြီးတော့မိနစ်90အတွင်းမှာတော့ဂျေစွမ်းထက်နေတဲ့ဘူတိုကလစ်တို့ဂိုးပြတ်အရေးမနိုင်ဘူးလို့ယူဆတဲ့အတွက်အင်္ဂါညအောင်မြင့်ရတဲ့အောင်ပွဲအဖြစ်ဘူတိုကလစ်ဘော်ဒီကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်ညီကိုတွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ